မြန်မာနိုင်ငံသားတယောက်အနေနဲ့သူများနိုင်ငံမှာဒီလိုမျိုးမြန်မာမဝင်ရဆိုတဲ့စာတမ်းကိုတွေ့ပြီးတော့ဘယ်လိုမျိုးခံစားသွားရလဲဆိုတာကိုကွန်မန့်မှာရေးသွားပေးနော်ကြိုက်လား看没看没ထုတ်ဖို့ရှာတာထုတ်ဖို့ရတာအားလုံးမင်္ဂလာပါ Bunny Free Football ကနေပြီးတော့ပြန်လည်ကြိုးစားလိုက်ပါတယ်ပေါ့နော်ဒီနေ့ကတော့ဘယ်သွားကြတာလဲဆိုတော့ Harin ကိုဥတီနေရပေါ့နော် Harin ဘက်ကိုသွားမှာပေါ့နော်ဒါကတော့ဒီ Harin တောင်တက်လမ်းဆိုတအားလာတယ်သိလားဒီဘက်မှာပင်လယ်ကိုမြင်ရတယ်ပြီးတော့လမ်းဆိုလည်းရှည်နဲ့တောင်ကုန်းလေးတက်ရဆိုတော့တော်တော်လေးလာတယ်ပေါ့နော်ဒါပေမဲ့ဒီလမ်းကိုပထမဦးဆုံးချိန်သွားတက်တာဆိုရင်နည်းနည်းရောစိတ်လှုပ်ရှားတယ်ပေါ့နော်ဆိုတော့တောင်ကုန်းကြီးအမြင့်ကြီးတက်ရတာတော့အဲ့လိုမျိုးလေးဆိုရင်ဆိုင်ရဲမနိုင်တအားရုံးရမျိုးရှိတယ်ပေါ့နော်အဲ့လိုဆိုစိတ်လှုပ်ရှား adventure ပေါ့ကဲဒါဆိုရင်တော့ဘယ်နည်းလာမယ့်နေရာရောက်ပြီပေါ့နော်ဒီနေရာလေးကတရားလေးနဲ့အရန်လာတယ်လို့ကြားရပေါ့နော်ဒါပေမဲ့အဲ့မှာရောက်သွားတော့ဘယ်လိုဖြစ်လဲဆိုတော့မြန်မာမဝင်ရဆိုတဲ့စာတန်းကြီးပေါ့နော်အဲ့လိုမျိုးမြန်မာလူရေးထားတာကြီးကွာအဲ့လိုကြီးဆိုတော့မြန်မာရေးထားတာပဲလုံးဝလက်ရေးလက်လနဲ့ရေးထားတာဆိုတော့အဲ့ဒီစာကိုမြင်လိုက်တော့လေစိတ်ထဲမှာမခံမရနိုင်လေဖြစ်တယ်စိတ်မကောင်းလေဖြစ်တယ်ပေါ့နော်ဘာလဲဟာပေါ့ငါတို့မြန်မာတွေဘာလို့ဝင်လို့မရလဲဆိုတော့ဒါပေမဲ့လည်းအဲ့မှာအတီးအကိုကြီးပြောတာတော့ဝင်လို့ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးအဲကြောင့်ဝင်သွားလေးပဲနေတော့ဝင်သွားလေးတော့ viewer မှာတအားကိုလာတာအခု video တွေကအတိုင်းပဲဒါပေမဲ့အပြစ်မှာဆိုပို့ပြီးတော့လာသေးတယ်ပေါ့နော်လေးလေးတစ်ဖြူဖြူနဲ့ရေးတန်လေးနဲ့လုံးဝမ relax ဖြစ်တယ်တအားကိုအိတ်ချမ်းနေပေါ့နော်လာဒါကင်မရာထဲမှာမလို့အပြစ်မှာဆိုပို့လောင်လာသေးတယ်ပေါ့နော်ဒါတော့ပေးနေ funny foodie ပဲပေါ့နော်ပေးရမပေးတတ်ဘူးစိတ်ညစ်တာဒီမှာလေးဆန်းဆန်းကြည့်တော့လာမယ်ထင်တယ်နော်နေဝင်သွားတဲ့ပုံရိပ်လေးနဲ့ပြီးတော့အဲ့ရဲ့တရားပုံရိပ်လေးနဲ့ဒီမှာပကြီးကားလို့ဖြစ်နေမှာတော့တော်တော်များများက pre-wedding လာရတယ်လို့လည်းပြောကြတယ်ဒီလားအနားလေးမှာနေတရားအောက်နာကိုလမ်းကြည့်လိုက်ရင်အဲ့လိုကနန်းလေးငါးလေးအများကြီးပဲမြင်ရတယ်တွေ့ရပါတော့အတွင်းရှိသူတွေလည်းဒီမျိုး romantic ဆက်ဆံလေးဗီဒီယိုလေးရရတယ်ပေါ့နော်အနည်းတို့ခလေးမျိုးတွေကတော့တယောက်တည်းပဲသွားတယ်ပေါ့နော် easy ပဲကဲဒါဟိုမှာကြည့်ဆက်တော်လို့မရအောင်ဆိုကြအောင်ဆရာကြီးလုပ်ပြီးရှင်းပြနေရပါတော့အမှန်တော့ဟိုမှာလူတိုင်းသိရခိုးဆိုရေးထားတယ်ဟုတ်တယ်မလားဒါပေမဲ့ဟိုမှာက private bank လို့ရှိတဲ့အတွက်ကြောင့်မလို့တောက်လို့မရဘူးပေါ့နော်သူတို့ဧည့်သည်တွေပဲလက်ခံတာပေါ့နော်ဒါကြတော့လည်းရှိမှာဘာလို့မြန်မာမဝင်ရတာလဲဆိုတော့ရေးထားတဲ့ဟာကိုရှင်းပြနေပါတော့ဘာညာရွှေရှောင်းပေါ့သိမလားအဓိကဘာလို့မြန်မာမဝင်ရလို့ရေးထားလဲဆိုတော့မြန်မာတွေအများစုလာတဲ့ခါကျရင်စုညံ့နေတယ်ပြီးတော့အမိုက်တွေပါစွန့်ပစ်တယ်ပေါ့နော်စီကံမရှိစွန့်ပစ်တယ်ပြီးရင်ကိုတူတူတွေပါလေစီကံမရှိထွေးကြတဲ့အတွက်ကြောင့်မလို့ပေးမဝင်တာလို့ပြောတယ်ပေါ့နော်ဒါပေမဲ့ကိုကလည်းကိုစီကံရှိလာကြမယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ပြီးကြတော့အဲ့လိုမျိုးမြန်မာမဝင်ရလို့ရေးထားတာလေလုံးဝမြန်မာလက်ရေးလက်လလေးနဲ့ရေးထားတာနော်မြန်မာဝန်ထမ်းကိုတယောက်ကိုရေးထားခိုင်းတာထင်တာပဲဗနီကတော့အဲ့ဆိုတော့အဲ့လိုရေးထားတာလေမမားပါဘူးလို့ဆိုတော့အရင်တော့လာတဲ့လူတွေဆိုရင်တအားစီမံကံပဲဖြစ်ကြတယ်လို့ပြောတော့အဲ့လိုမျိုးရေးထားတာထင်ပါတယ်အဲ့ဆိုတော့ကိုသွားမယ်ဆိုရင်စီကံရှိလေးနဲ့သွားကြပါဒီနေရာလေးဆိုရင်လည်းလုံးဝလာတယ်နော်ပြီးတော့လမ်းလျှောက်တဲ့ဗီဒီယိုလေးကိုဒီမှာအမိုက်စား cut အော်တွေပိုင်းနဲ့လမ်းလျှောက်ပြရင်တော့ပိုလာမှာနော်အခုလိုမျိုးကြာရရကြီးလျှောက်တာထက်ဆိုင်ပေါ့နော်ကဲဒါကတော့ဘယ်နည်း view တွေပါတယ်အလားတရားတွေပါတယ်ခံစားပြီးတော့ဘယ်နည်းပြန်တော့မယ်ပေါ့နော်ဒါပေမဲ့မပြင်ခင်အဲ့ဒီမှာအဲ့နားလေးက beach မှာခဏလေးသွားပြီးတော့နေ့လည်စာစားကြမယ်ပေါ့နော်နေ့လည်စာကတော့ဘယ်နည်းတငယ်ချင်းတွေအားလုံးအတွက်ကိုဘယ်နည်းကိုယ်တိုင်ပြင်ဆင်ခဲ့ပေါ့နော်ဘာဖြစ်မလဲဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပေးကြပါဦးနော်မြန်မာတို့ထူလုပ်ခဲ့ပေါ့နော်ဒီတို့ထူကည8နိုင်ရနေပြီးတော့မနက်12နိုင်မှပြီးရတို့ထူပေါ့နော်အေးစိုးရကြနေတော့ငန်သွားတယ်အဲ့တော့အရှိတူစားလိုက်ရင်စီရောငန်သွားရမလားကိုလားအဲ့ဒါဟုတ်တယ်ဒ
ဒီကျွန်းရောက်တော့တငယ်ချင်းတွေရတယ်မရှိသေးဘူးဆိုတော့ဒီတငယ်ချင်းတွေအစ်စ်တွေနဲ့တဲ့ကိုတည်းမိတ်ဆက်နေကြပါတော့ ။ညရမှာနေ့လည်သားလေးစားရခဲ့တယ်ပေါ့နော်။အားလုံးမပြပြပါစကားလေးပြောလိုက်စားလိုက်နဲ့ဖိုက်လေးတွေတင်းသွားကြပါတော့။ဘယ်နည်းလို့စားပြီးတောက်ပြီးရတယ်ဘယ်နည်းလို့ပစ္စည်းတွေအကုန်လုံးတင်းခဲ့ပေါ့နော်။အမိုက်တွေပါလေအကုန်လုံးတင်းခဲ့တယ်လုံးဝပြောင်ရှင်းနေအောင်အကုန်လုံးလုပ်ခဲ့ပေါ့နော်။ဒါလေးပြောပြရပါ။နောက်အမိုက်တွေထားခဲ့တဲ့အထင်မှာဆိုလို့ပေါ့နော်။အားလုံးပဲဒီဗီဒီယိုလေးအဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးများတင်ပါတယ်နော်။တတ်တာ